နာပါလောက်ချီပြီးတော့တောင်းမှန်နေတဲ့ခြားတွေကဝိုင်းကန်နေကြတာ Okay ဆို view လေးကတော့ဒီလောက်ပါပဲမိနစ်အပြည့်ဆို10မိနစ်ခွဲလောက်ပဲရှိတယ်တိုးတော့ဒီ10မိနစ်ခွဲဆိုတဲ့အတော်တွင်းမှာကျွန်တော်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေအားလုံးကတစ်ခုမှပြောမယ်ဆိုရင်တော့ရင်းနှီးကောင်းတဲ့အကြောင်းအရာတစ်ခုမှမရှိဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲလူငယ်လေးတစ်ယောက်ကို10ယောက်9ယောက်လောက်ကဝိုင်းပြီးတော့မှကန်နဲ့ထိုးတယ်။နော်ပြောမယ်ကပတ်တွေနဲ့ချွတ်ပြီးတော့ရိုက်ကြတယ်။ဆိုတော့ဒီလိုမျိုးလောက်ရမျိုးကျွန်တော်လူပတ်ဝင်းချင်မှာလုံးဝကျွန်တော်လက်ခံလို့မရတဲ့လောက်ရမျိုးလည်းဖြစ်တယ်။ဆိုတော့ဒီလိုမျိုးအကြောင်းအရာကျွန်တော်တို့ reaction လုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့အချက်2ချက်နဲ့စချင်တယ်။နံပါတ်1အချက်ကကျွန်တော်ပြောချင်တာတွေကျွန်တော်ပြောမယ်။နံပါတ်2အချက်ကပြောတင်ပြောလိုက်တာကိုကျွန်တော်ပြောမယ်။နော်ဆိုတော့အရင်ဆုံးပြောချင်တာကဘာလဲဆိုတော့လက်ရှိဒီလောက်ရက်ကိုလောက်သွားတဲ့လူငယ်တွေအနေနဲ့အခုရဲ့ video file ကိုမြင်နေဆိုရင်တော့အခုတစ်ခုပဲပြောချင်တယ်ညီတို့ရဲ့လောက်ရက်ကတကယ်ကိုပဲပြောမယ်ဆိုရင်တရေဘောကြောင်ပြီးတော့မှတတိမေလုံးနဲ့လောက်ရက်လို့အခုအရင်ဆုံးမှတ်ချက်ပေးချင်တယ်ဘာကြောင့်အခုဒီလိုပြောရတယ်လဲဆိုရင်မိလေးတို့လောက်သွားတဲ့လောက်ရက်ကအများနဲ့တယောက်ဖြစ်တယ်နော်ကိုမချင်တဲ့လူတယောက်ကိုကိုတိုင်းတဲ့ရှင်နဲ့လောက်ရက်မျိုးမဟုတ်ဘူးဘိုင်ဝမ်လောက်သွားတာမဟုတ်ဘူးနော်10ယောက်9ယောက်လောက်ဖွဲ့ပြီးတော့မှတယောက်ကိုဝိုင်းပြီးတော့အနိုင်ကျင့်သွားတာဖြစ်တယ်ဆိုတော့ဒါကပြောမယ်ဆိုရင်တတိမဲတဲ့သူတွေပဲလောက်တာလို့အခုနေအရင်ဆုံးညီလေးတို့မှတ်ချက်ပေးချင်တယ်အဲ့တော့ငါညီတို့ပြောချင်တာဗာလဲဆိုတော့နောက်ကိုမချင်တဲ့အကြောင်းအရာတစ်ခုခုကိုကဖြည့်ရှင်းတော့မယ်ဆိုရင်တတိရှိစွာယောက်ျားပီသားစွာနဲ့ဘိုင်ဝမ်မရှင်မှာနော်ဘိုင်ဝမ်မရှင်အကိုဒီနေရာမှာ story လေးတစ်ခုကိုပြောပြမယ်ဒါအကိုရဲ့တကယ်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ဖြစ်တယ် true story ပေါ့ဆိုတော့အကိုလည်း straight ကျောင်းသားဘဝမင်းတို့အရွယ်တော့အကိုကျောင်းသားဘဝတော့အကိုအနိုင်ကျင့်စင်တဲ့လူအများစွာရှိတယ်အကိုတို့ခံတယ်မှာနော်အကိုကအရင်အေးတယ်အနေထိုင်အေးတယ်အေးတဲ့အခါကျတော့ကိုယ်အနိုင်ကျင့်ခြင်းနဲ့စမ်းခြင်းတဲ့သူတွေရှိယောက်ျားလေးတွေထဲမှာဆိုတော့ဒီအချိန်မှာကိုယ်အနေနဲ့နေ့စဉ်နဲ့အမြတ်အကိုတဲကြီးခံတယ်တော်တန်ကိုမတုံ့ပြန်ဒါပေမဲ့တီးခံပါများလာတဲ့အခါမှာတော့နောက်ဆုံးမှာတော့အကိုတစ်ခုလှုပ်လိုက်တယ်အဲ့ဘာလဲဆိုတော့မင်းတို့တွေကတတိအရှိဆုံးကောင်ထွက်လာခဲ့နော်တတိအရှိဆုံးကောင်ထွက်လာခဲ့အကိုနဲ့ဘိုင်ဝမ်ချမယ်ဆိုပြီးတော့အကိုတနေရာခေါ်သွားတာကျောင်းစိမ့်တဲ့အချိန်မှာနော်ကျောင်းစိမ့်တဲ့အချိန်မှာကိုတနေရာခေါ်သွားတာ location တစ်ခုခေါ်သွားတာအဲ့ဒီမှာအကိုတငယ်ချင်းကိုမှရှိရလွဲကြီးတွေနော်အဲ့ဒါတွေကိုပေးလိုက်တယ်ပေးပြီးတော့အခုလာပြီးတော့မှအမြဲတမ်းလို့လာပြီးတော့မှစိတ်ဒုက္ခပေးနေတဲ့လူကိုဘိုင်ဝမ်ထိုးပလိုက်တယ်ရှင်းပလိုက်တယ်နော်သူလည်းချကိုလည်းချဒါပဲကိုပြောချင်တာဒါပဲကိုမကျေနပ်ဘူးကိုကတခုခုကိုနော်မကျေနပ်လို့တုံ့ပြန်ခြင်းလဲဆိုတယောက်တည်းချင်းပဲချဝမ်းမိုင်ဝမ်းမဲ့ချနော်ဘိုင်ဝမ်မဲ့ချဘာမှလူတွေအများကြီးခေါ်ပြီးတော့မှနော်လူတယောက်ကိုဝိုင်းပြီးတော့ညှိမနှိပ်စက်တဲ့ပုံစံမျိုးအနိုင်ကျင့်တဲ့ပုံစံမျိုးလုံးဝမလုပ်နဲ့အဲ့ဒါလုံးဝယောက်ျားမဆန်ကိုတို့ဘယ်တော့မှအဲ့လိုကိစ္စမျိုးမကျူးလို့လှုပ်လည်းမလှုပ်သူများကလှုပ်တာမြင်ရင်လည်းအကိုတို့လုံးဝလက်မခံဘူးအကိုကြုံတွေ့ခဲ့ရတဲ့ကိုရဲ့တကယ်ဖြစ်ပျက်ကိုပြောတာကိုအဲ့လိုလှုပ်ပြီးတဲ့နောက်ပိုင်းမှာကိုဘယ်သူမှမစားတော့ကိုလာပြီးတော့နိုင်လည်းမချင်ရတော့သူတို့ကိုယ်တိုင်လာပြီးကိုတငယ်ချင်းပြန်ဖွဲ့တယ်မိတ်ပြန်ဖွဲ့တယ်ပြီးတော့အေးဆေးဆေးဖြစ်သွားကြတယ်အရာအလုံးဆိုတော့ဒီနေ့ဒီအကြောင်းအရာကိုပြောလို့နော်ဒီလိုမျိုးရန်ဖြစ်ဖို့ကျွန်တော်တိုက်တွန်းနေတာမဟုတ်တော့အားပေးနေတာမဟုတ်ဘူးဒါပေမဲ့ယောက်ျားဆန်စွာယောက်ျားတစ်ယောက်ကနေတတ်ဖို့ပြုမှုကြင့်ကြံတတ်ဖို့ကျွန်တော်သင်ပေးတာကျွန်တော်ရဲ့လူငယ်တွေရန်ဖြစ်ဖို့ကျွန်တော်တွန်းအားပေးတာမဟုတ်ရန်ဆိုတာမဖြစ်တာအကောင်းဆုံးပဲเนาะရန်ဖြစ်တယ်ဆိုတာတကယ်ကိုတို့ရဲ့လူပတ်ဝန်းကျင်မှာရုပ်ဆိုးအကြီးတန်းတဲ့မြင်ကွင်းဖြစ်တယ်เนาะရှက်ဖို့လည်းအရန်ကောင်းတဲ့ကိစ္စဖြစ်တယ်အဲ့တော့ဒါလေးတစ်ချက်ကိုရင်းဆုံးပြောချင်တယ်နောက်တစ်ချက်ကကိစ္စကိုကျွလွန်တဲ့အဲမှာပါဝင်ခဲ့ကြတဲ့လူငယ်လူရွယ်တွေရဲ့မိအေမိဘတွေအနေနဲ့เนาะဒီဗီဒီယိုဖိုင်မြင်တဲ့အခါမှာဒါငါရဲ့သားလေးပါလားဆိုပြီးတော့မြင်တွေ့တဲ့အခါကျရင်ငါရဲ့သားရဲ့လောက်ရက်ကဘယ်လောက်ထိမိုင်ရမ်းပြီးအောက်တန်းကြတယ်ဆိုတာကိုကိုတိုင်လည်းမျက်ဝါးထင်နေမြင်တွေ့ရမှာဖြစ်တယ်ဗီဒီယိုဖိုင်ထဲမှာဆိုတော့အဲ့ဒီခါကျရင်ကျွန်တော်ပြောချင်တာကလေခွင့်မလွတ်နဲ့ဗျသိလားတချို့ကိစ္စတွေကလေခွင့်လွတ်လို့ကောင်းတဲ့အရာမဟုတ်ဘာကြောင့်လဲဆိုတော့ဒါဒီလိုပြောလို့သားသမီးချင်းကိုချင်းမစားလို့ကျွန်တော်ပြောတာမဟုတ်နော်တစ်ချိန်မှာဒီကလိုကိစ္စတွေကိုအခုချိန်မှာကျွန်တော်တို့ကခွင့်လွတ်နားလည်ပေးလိုက်မယ်မတိကြီးချို့ပြုတ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့သားသမီးကိုယ်တိုင်ကကိုယ့်ကိုပြန်ပြီးတော့စိန်ခေါ်တာမျိုးမခံရဘူးလို့မပြောနိုင်ဘူးနော်မခံရဘူးလို့မပြောနိုင်ဘူးဘာကြောင့်လဲဆိုတော့လက်ရှိလှုပ်သွားတဲ့လှုပ်ရက်ကအရိုင်းအဆိုင်ကြီးလှုပ်တဲ့လှုပ်ရက်မျိုးအဲ့ဒီအရိုင်းအဆိုင်တွေကိုလက်ရှိအချိန်မှာမိဘဆိုပြီးတော့ခွင့်လွတ်ပေးလိုက်မယ်နားလည်ပေးလိုက်မယ်ဘာမှပြန်ပြီးတော့ပြစ်ဒဏ်မပေးဘူးဆိုရင်တော့ကိုယ်ထိုက်နဲ့ကိုယ်ကံမယ်နော်ကိုယ်ထိုက်နဲ့ကိုယ်ကံမယ်ဘာကြောင့်လဲဆိုတော့ဒီလိုလူငယ်တွေဟာတစ်ချိန်မှာအသက်အရွယ်တစ်ခုရောက်လာတဲ့အခါကျရင်မိဘလည်းမိဘမှန်သိမှာမဟုတ်ဆရာလည်းဆရာသမားမှန်သိမှာမဟုတ်နော်လူကြီးလည်းလူကြီးမှန်သိမှာမဟုတ်တရားဥပဒေကိုလည်းတရားဥပဒေလို့နားလည်မှာမဟုတ်တော့ဘူးအားကြောင့်ကျွန်တော်ဒီစကားကိုပြောရတယ်လဲဆိုရင်လက်ရှိအချိန်မှာမိုက်နေကြတဲ့လူတွေအားလုံးဟာဒီလိုအသက်အရွယ်လေးတွေကနေလာခဲ့ရတာဖြစ်တယ်ဒီလိုအသက်အရွယ်လေးတွေမှာကျွန်တော်တို့အားလုံးကသူတို့ကိုလမ်းကြောင်းမှန်ပေါ်ပြန်လည်ပြီးတော့မှမတက်မှတ်ပေးနိုင်ခဲ့ကြလို့သူတို့ကအသက်အရွယ်ကြီးလာတဲ့အခါမှာတကယ်ကိုလူမိုက်အကြီးစားတွေဖြစ်သွားတာနော်လူမိုက်အကြီးစားတွေဖြစ်သွားတာအကယ်၍များလာကျွန်တော်တို့ကငယ်ရွယ်စဉ်အချိန်မှာတည်းကအကောင်းဆုံးပြုပြင်ပြောင်းလဲပေးနိုင်ခဲ့မယ်ဆိုရင်လူမိုက်ဆိုတာကျွန်တော်တို့လိုက်ပြီးတော့ရှားမယ့်အခြေအနေမျိုးတော့ရောက်သွားနိုင်တယ်နော်ဒါပေမဲ့လည်းဗီဇာရမိုက်တာတော့တစ်မျိုးပေါ့လေဗျာသို့တော်လည်းပဲအများစုကတော့
ကျွန်တော်တို့လူငယ်လူရွယ်အချိန်မှာတည်းဟိုကသွန်သင်လမ်းပြမှုအားနည်းခဲ့လို့လူမိုက်ဆိုတဲ့အဆင့်ကိုတဖြည်းဖြည်းနဲ့ရောင်မှန်းမသိရောက်သွားကြတဲ့သူတွေများတယ်ဒါကြောင့်မလို့လဲကျွန်တော်ကြည့်ရှုနေကြတဲ့မိဘတွေအနေနဲ့ကို့မှာသားသမီးယောက်ျားလေးတွေရှိတယ်ဆိုရင်အထူးဂရုစိုက်ပြီးတော့သွန်သင်လမ်းပြပေးကြပါလို့ကျွန်တော်နေထပ်မံပြီးတော့အကြံပေးခြင်းနဲ့နောက်တစ်ချက်ကတော့မဖြစ်မနေပြောရမယ့်အကြောင်းအရာတစ်ခုပါကျွန်တော်တစ်ခုခုတော့လုပ်ကိုလုပ်မှဖြစ်တော့မယ်เนาะအဲ့တစ်ခုခုကဘာလဲဆိုတော့ကျွန်တော်တို့ကျောင်းမှာလက်ရှိအချိန်မှာကျွန်တော်တို့ပညာသင်တဲ့အခါမှာကျွန်တော်တို့မြန်မာစာအင်္ဂလိပ်စာသင်ချာ chemistry physics bio ego စသဖြင့်ကျွန်တော်တို့တွေဘာသာရပ်တွေသင်ရတဲ့ state ကျောင်းတွေမှာเนาะဒါပေမဲ့ကျွန်တော်တစ်ခုကြံခဲ့တယ်အဲ့ဘာလဲဆိုတော့ law ဆိုတဲ့ဥပဒေဘာသာရပ်ကိုကျွန်တော်တို့သင်ဖို့မေ့သွားခဲ့တယ်เนาะမေ့သွားခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကိစ္စတွေကိုမြင်လေးကျွန်တော်တို့ဒီလိုအကြောင်းအရာကိုထည့်သွင်းဖို့သင်ချဖို့လိုအပ်လေးဆိုတာပို့ပြီးတော့နားလေစေချင်တယ်เนาะတချို့တွေကမေးမှာပေါ့လိုအပ်လို့လားနော်ဘာကြောင့်ဒါကြီးကိုထည့်ပြီးသင်မှာလဲလိုတာပေါ့အရန်ကိုလိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ chemistry တို့ physics တို့ဒီလိုဟာတွေတောင်ကျွန်တော်ထည့်သင်နေရတယ်ဆိုရင်ကျွန်တော်တိုင်းသူပြည်သားတယောက်အနေနဲ့ကိုယ်တိုင်းပြည်မှာဘလို့အရာတွေလုပ်ရင်တော့ဘလို့ဥပဒေရှိတယ်ဘလို့အရာတွေပြုမှုဆောင်ရွက်ရင်တော့ဘလို့ကြီးလေးတဲ့ပြစ်ဒဏ်တွေခံရမယ်ဆိုတဲ့အနေအချင်းပေါ့ဗျာပြောမယ်ဆိုအကုန်လုံးမဆိုလိုပါဘူးအနေချင်းတိတိုက်တဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုကျွန်တော်တို့ကျောင်း state ကျောင်းမှာတဲ့ဟိုပါကျွန်တော်တို့ကသင်ကြားပေးဖို့လိုအပ်တယ်လို့တော့ကျွန်တော်အနေနဲ့အမှတ်ယူတယ်ပေါ့နော်။ကြောင့်လဲဆိုတော့ဒီလိုမျိုးလာကျွန်တော်တို့အနေနဲ့ဥပဒေကိုလူငယ်တွေအနေနဲ့အသက်အရွယ်အငယ်ပိုင်းခြားမှာတည်းဟိုကသိထားတယ်ဆိုရင်သူတို့အနေနဲ့ဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာဒီအုပ်စုဖွဲ့ပြီးတော့မိုင်းရိုင်းစော်ကားတာတွေကိုသူတို့အနေနဲ့ကျူးလွန်မှာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ဒီလိုလုပ်ရင်ငါတို့မှာတခြားတစ်ဖက်မှာခံရမယ့်ပြစ်ဒဏ်ဘယ်လောက်ရှိတယ်ဆိုတာသူတို့အတိတ်နဲ့ကိုသိမှဖြစ်တဲ့အတွက်ဒီလိုကိစ္စတွေကိုကျူးလွန်ဖို့ဆိုတာတော်တော်လေးကိုဝေးသွားမှာဖြစ်တယ်ဒါကြောင့်လည်းကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေထဲမှာတာဝန်ရှိတဲ့လူကြီးတွေပါတယ်ဆိုရင်လည်းဒီလိုမျိုး state ကျောင်းတွေမှာအစပြန်လည်ပြီးတော့မှဒီ law နဲ့ပတ်သက်တဲ့ဘာသာရပ်ကိုထည့်သွင်းပေးဖို့ကျွန်တော်အနေနဲ့အကြံပြုတိုက်တွန်းချင်ပါတယ်ပေါ့နော်လက်ရှိအချိန်မှာကျွန်တော်နိုင်ငံမှာတက္ကသိုလ်တွေမှာဆိုရင်တော့တီးသန့်ရှိတယ်ပေါ့နော်ဒါ law ဘာသာရပ်ကိုတီးသန့်ယူပြီးတော့မှတက်ရတဲ့နေရာတွေရှိပါတယ်သို့တော်လည်းပဲ state ကျောင်းမှာတော့ဒီလိုကိစ္စလုံးဝမတင်ကြပါဘူးလက်ရှိဖြစ်နေတာက15 16 19ဒီအရွယ်တွေတက္ကသိုလ်မရောက်သေးဘူးအဲ့တော့ဒီ15 16 19ဆိုတဲ့ဒီလိုအရွယ်ကလည်းပြောမှဆိုတကယ်ကိုထိမ့်မနိုင်သိမ့်မရအရွယ်လေးတွေကောင်းမှမသိဆိုးမှမသိအရွယ်တွေဖြစ်တယ်အဲ့ဒီခါကျတော့လက်ရှိအချိန်မှာပိုဆိုးတာကကျောင်းကလည်း state ကျောင်းတွေကလည်းအရင်တော့ကျွန်တော်တို့ခေတ်နဲ့မတူတော့ဘူးဘလို့မတူတာလဲဆိုတော့ state ကျောင်းကဆရာမတွေအနေနဲ့လည်းကျောင်းသားတွေကိုစုံမတဲ့အခါမှာတော်တော်လေးကိုအကန့်အသတ်ဘောင်နဲ့စုံမနေရတာရှိတယ်ကျွန်တော်တို့ခေတ်တုန်းကတော့မဟုတ်ဘူးကျွန်တော်နည်းနည်းလေးကျွန်တော်တို့ဘက်ကစိုးတာမှားတာနဲ့ချိန်လုံးကိုအရှိုးရအထက်ရိုက်ခွင့်ရှိတယ်နော်အဲ့ဒီအတွက်ကြောင့်လဲတော်တန်စိုးမဲ့ကလေးကမစိုးရတော့တစ်ခေတ်မှာကျတော့မိဘတွေကလည်းတဲဆိုကဲအဲ့ဒီခါကျတော့ဆရာမတွေကလည်းမရိုက်ရဲတော့ဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့အခုလိုမျိုးရိုင်းဆိုင်တဲ့အပြုမှုတွေဥစုဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့ဘူလီလုပ်တဲ့ဖြစ်စေတွေကခုပြီးတစ်ခုပေါ်လာတယ်နော်ဒါကျွန်တော်မိဘတွေကိုအဖြစ်တင်တာမဟုတ်နော်ဒါပေမဲ့လက်ရှိဖြစ်နေတာကိုကျွန်တော်ပြောပြတာတချို့မိဘတွေကနားလေလက်ခံတယ်တချို့မိဘတွေကမရဘူးနည်းမှအတိမ်ဆောင်မခံဘူးအဲ့လိုမိဘတွေလည်းရှိတယ်ဒါကိုလည်းကျွန်တော် highlight လုပ်ပြီးနည်းနည်းလေးထည့်ပြောချင်တယ်ဆိုတော့မိဘတွေကလည်းဒီလိုမျိုးကာဗာလုပ်ပေးထားတဲ့အတွက်ဆရာသမားတွေကလည်းဒီလိုမျိုးကိစ္စတွေကိုဂိုက်တွေရတာဘောင်လေးနဲ့ဂိုက်တွေနေရတယ်လေးရှိတယ်ဒါလည်းကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အကြောင်းအရာရဲ့ပြောမယ်ဆို weak point တွေကတခုလို့လည်းပြောလို့ရတယ်နောက်တစ်ချက်ကဥပဒေပြဋ္ဌာန်းချက်မှာလည်းဒီလိုမျိုးကိစ္စတွေကျူးလွန်ရင်ဘယ်လိုမျိုးပြစ်ဒဏ်ဆိုတာလူငယ်လူရွယ်ဒီအသက်အရွယ်အပိုင်းခြားအတွက်ကိုဒီကလေးတွေမသိသေးဘူးအဲ့တော့ကျွန်တော်အနေနဲ့ကျောင်းမှာသင်ခန်းစာတစ်ခုအနေနဲ့လိုအပ်တဲ့လောက်ပေါ့လေနော်အကုန်လုံးမဆိုလို့လိုအပ်တဲ့လောက်ကိုပြဋ္ဌာန်းပြီးတော့သင်ပေးစီချင်ပါတယ်ပြီးရင်လည်းကျူးလွန်လာခဲ့ရင်လည်းပြင်းထန်ထိရောက်ကျွန်တော်တို့ကိုင်းအတွက်အရေးယူပေးဖို့လည်းအကြောင်းပြောကြနေပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုလေးကိုသိပါမျက်မှတ်ချက်ပေးချင်လဲချက်ပေးချင်တာရှိကွန်မန့်ရေးသားကြပါကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေကြတဲ့ viewer တူယောက်ချင်းစီတိုင်းအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံးညီပါဗျ See you next video